ချမ်းသာခြင်းကိုဤကြမှာခြင်းနဲ့လည်းပြည့်စုံပါစေရေလိုအေးလိုပန်းလိုလည်းလမ်းပါစေသာသနာတနေ့နဲ့တိုးပြီးတော့တရက်နဲ့တရက်ကုသိုလ်လုံးတိုင်းပါစေစိတ်ချမ်းသာခြင်းကိုဤကြမှာခြင်းနဲ့လည်းပြည့်စုံပါစေရေလိုအေးလိုပန်းလိုလည်းလမ်းပါစေသာသနာတော်ကြီးလည်းပြည့်မကုန်ပြုမခန့်ပြုနိုင်တော့ကိုများဖြစ်ပြီးသမိသားစုလုံးသူတော်ကောင်းတရားများအားထုတ်ကြကြနိုင်တော့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်ကြပြီးဖြစ်ပွင့်မဲ့ပရိယမြတ်စွာဘုရားကိုဓမိသားစုလုံးဥစွာဖူးနိုင်တော့ကိုများဖြစ်ပြီးမြတ်စွာဘုရားရဲ့တရားဥတရားများနာကြားရပြီးမြတ်စွာဘုရားရဲ့တရားဒေသနာများအားထုတ်ကြကြပြီးမဉ္ဇဉ်ဘုံညာနဲ့မိသားစုတစ်ဖွဲ့လုံးနိဗ္ဗာန်ကိုရောက်ပါသည်ကျမ်းပါပါသည်ချမ်းသာပါသည်ရေလိုအေးလိုပန်းလိုအမြဲတမ်းလမ်းထမ်းပြီးသိသွားတိုင်းကိုပါလိုရာဌာနပြေဝပါသည်ကွယ်ကျမ်းပါပါသည်ချမ်းသာပါသည်ယေရှုနဲ့ပြေပါလူဆိုဒီမှာအခက်ခဲများလေးရှိနေမြ